ရှင်ရွေးချယ်ခဲ့တဲ့လမ်းကျမဘက်ကဘာတွေများပြောနေအောင်ပါရှင်နဲ့ကျမဘာမှမပတ်သက်တော့မဲ့အတူကျမရှိရစကားတွေဘာများထက်ကြားကျင်နေသေးတာရှင်ရရှင်လှုပ်ချင်တာလားကျမအတွက်ဘာမှထည့်ပြီးစဉ်းစားနေကြမလို့တော့ဒီကနေတခြားမိန်းမတောင်းနဲ့လက်ထပ်တော့မဲ့ဟာငါနဲ့ဘာတွေများပြောပြရအောင်ပါလဲနင်ရောဘာတွေများထပ်ပြီးကြားကျင်နေရဘာတွေမျောလိုက်နေတာလဲငါဘက်ကမလုပ်ပါနဲ့လို့ငါတားစေချင်ယောက်ျားတယောက်အောက်ကျပြီးညရိတ်ကထိုးမဲ့တဲ့မှာငါမပါဘူးနင်ကနေလှုပ်ချင်တာဆက်လို့နာနေလို့မို့ချီကွေးစရာဘာမှမရှိဝကြည့်ရှိကလို့ပြန်ပေးစလိုက်ပါသည်နာနေလို့မို့ထပ်ပြောစရာစကားလို့ရှိနေတဲ့ချား